တခါတလေမှာကျွန်တော်တို့တွေဟာစကလုံးချိုချိုတွေအပေါ်မှာတာယာတတ်ကြသလိုယုံကြည်မိတတ်ကြတယ်ဒီလိုမယုံကြည်မိစေဖို့ကျွန်တော်ပုံပြင်လေးတစ်ပုဒ်ပြောပြမှာဖြစ်ပါတယ်တခါတော့ကချင်းသင်မင်းဟာဗိတ်စာလာတဲ့အခါမှာမြေခွေးကိုငါ့အတွက်စားစရာယူလာခဲ့မယူလာခဲ့ရင်မင်းကိုငါစားရလိမ့်မယ်လို့ပြောတယ်ဒီတော့မြေခွေးကမြီးစီကိုသွားပြီးမင်းကိုချင်းသင်မင်းကခေါ်နေတယ်ပြင်တင်မြောက်ချင်နေတယ်ငါနောက်လက်ခဲလို့ခေါ်တယ်မြီးကလည်းယုံပြီးတော့လိုက်သွားတယ်မြီးရောက်တာနဲ့ချင်းသစ်ကတိုက်ခိုက်ပြီးနေရွက်ကိုကိုက်ဖြတ်တယ်မြီးကချင်းသစ်လက်ကနေပြီးတော့လွတ်အောင်မနေယုံကန်ထွက်ပြေးလိုက်ရတယ်ပြီးတော့မြေခွေးကိုတွေ့တဲ့အခါမှာမင်းငါ့ကိုလိုက်နေချင်းသစ်ကငါ့ကိုကိတ်တက်ဖို့လုပ်တယ်လို့ပြောတယ်ဒီတော့မြေခွေးကမယူစမ်းပါနဲ့မင်းကောင်းမှတရဖူဆောင်းပေးဖို့နေရွက်ကိုဖယ်ပေးတာလာပြန်သွားရအောင်ဆိုပြီးတော့မြီးကိုထက်ခေါ်တယ်မြီးကလည်းဟောလောက်မဲ့အထင်နဲ့မြေခွေးနဲ့ချင်းသစ်စီကိုပြန်လိုက်သွားတယ်ဒီတစ်ခါချင်းသစ်ကမြီးရဲ့အမီးကိုကိတ်ဖြတ်လိုက်တယ်မြီးလဲကိုယ်လွယ်ယုံပြီးတော့ထွက်ပြေးရတာပေါ့နော်မြေခွေးကိုတွေ့တဲ့ခါမှာမင်းငါ့ကိုလိုက်နေခုချင်းသစ်ကငါအမီးကိုကိတ်ဖြတ်လိုက်ပြီလို့ပြောတော့မြေခွေးကမင်းကိုရာဇပလင်ပေါ်မှာအေးအေးဆေးဆေးထိန်လို့ရအောင်အမီးကိုဖြတ်ပေးတာလာပါငါနဲ့လက်ခဲ့လို့ခေါ်ပြန်တယ်မြေခွေးကမြီးကိုရအောင်ပြန်ခေါ်လာနိုင်ခဲ့တယ်ဒီတဲ့ချိန်တော့ချင်းသစ်ကမြီးကိုကိတ်တက်ပြီးမြီးကိုပြန်ခေါ်လာနေတဲ့အတွက်မြေခွေးကိုမင်းတော်တယ်လို့ပြောလိုက်တယ်ပြီးတော့ချင်းသစ်ကမြေခွေးကိုကဲအခုမြီးရဲ့အယူခွင်ကိုခွာပြီးတော့သူ့ရဲ့အုံနောက်အဆုပ်အသေးနဲ့နှလုံးတို့ကိုငါစီယူလာခဲလို့မှားလိုက်တယ်မြေခွေးကလည်းမြီးကိုအယူခွင်ခွာပြီးတော့မြီးရဲ့အုံနောက်ကိုတော့သူကစားလိုက်တယ်ပြီးတော့အဆုပ်အသေးနှလုံးတို့ကိုတော့ယူလာပေးလိုက်တယ်ဒီတော့ချင်းသစ်ကဒေါသထွက်ပြီးအုံနောက်ဘယ်မှာလဲကွာလို့မေးတော့မြေခွေးကသူ့မှာအုံနောက်မပါလာဘူးဘုရင်ကြီးသူ့မှာအုံနောက်ပါလာတယ်ဆိုလို့ရှိရင်သူ့နဲ့ရွက်နဲ့အမီးတို့ကိုကိတ်ဖြတ်ခံရကြတဲ့ကကျွန်တော်နဲ့ပြန်လိုက်လာစရာအကြောင်းမရှိဘူးလေလို့ပြောလိုက်တယ်ဒီတော့ချင်းသစ်ကအမင်းအယမ်းမှန်တယ်လို့ပြောလိုက်တယ်တဲ့ဒီပုံပြင်လေးထဲမှာသင်ခန်းစာအနေနဲ့ကတော့စကလုံးချိုချိုတွေပေါ်မှာမตายရပါနဲ့မယုံကြည်မိပါစေနဲ့တဲ့မင်းကိုအကြံပေးတဲ့သူတိုင်းဟာကောင်းတဲ့ရည်ရွယ်ချက်ရှိတာမဟုတ်ဘူးပြီးတော့စိတ်ရင်းကောင်းတဲ့အကြံပေးတာမဟုတ်ပါဘူးတဲ့မြည်ရဆိုလို့ရှိရင်ထောင်ချောက်ထဲဘာလို့ကြလဲဆိုတော့ထင်ရှားသိတာတဲ့အမှန်တရားကိုမြစ်ွယ်ပြုတ်ခဲ့လို့ပါပြီးတော့သူကအလိမ့်